ဟုတ်ကဲ့ဒီတစ်ခါမှာတော့ဦးနဲ့ထွက်ကနေထုတ်လုပ်ထားတဲ့ဆေးလေးနဲ့မိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်။ဇင်းတပူဝယ်ယူတူတိုင်းကိုကော်လာဂျင်တပူလက်ဆောင်ပေးနေတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ဒီတစ်ခါမှာတော့ဦးနဲ့ထွက်ကနေထုတ်လုပ်ထားတဲ့ဇင်းဆိုတဲ့ဖြစ်စုစာလေးကြောင်းပြောပြပေးမှာပဲဖြစ်ပါတယ်ရှင်။ဒီဖြစ်စုစာလေးရဲ့ဆေးတောင်တောင်ကျင်းစီတိုင်းမှာဇင်း15မီလီဂရမ်နဲ့ညီမျှစေရဲ့အားပြည့်စာများပါဝင်ပါတယ်။ဆေးဘူးတပူချင်းစီတိုင်းမှာလည်းဆေးတောင်အလုံး30ပါဝင်ပါတယ်ရှင်။ဟုတ်ကဲ့ဒီပြည့်စုံစာလေးကိုထိုင်းနိုင်ငံကနေပြီးတော့ထုတ်လုပ်ပြမြင်အောင်ချပေးနေရပဲဖြစ်ပါတယ်ဒီပြည့်စုံစာလေးရဲ့ပုံမှန်ရောင်းစေတပူက680ဘတ်ကိုအထူးစော့စေအနေနဲ့229ဘတ်နဲ့ဝယ်ယူရရှိနိုင်ပြီးဇင်းတပူဝယ်ယူတူတိုင်းကို collagen tripeptide တပူလက်ဆောင်ပေးနေရပဲဖြစ်ပါတယ်ဒီ collagen tripeptide ရဲ့ဆေးတောင်တောင်ကျင်းစီတိုင်းမှာ9ကရရှိတဲ့ collagen 1000မီလီဂရမ်ပါရှိပါတယ်ရှင်ဝယ်ယူသူတယောက်ကို3ကပဲဝယ်ယူရရှိနိုင်တာဖြစ်လို့အမြင့်ဆုံးဝယ်ယူဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။